နေစရာမရှိလို့ခက်ခဲလွန်းတာကြောင့်တင်းချိုင်းမြေထဲမှာအိမ်ဆောက်ပြီးတော့သွားနေရတဲ့မိသားစုသူတို့ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့ပရလောကသားတွေအဲ့ဒီပရလောကသားတစီတရေတွေနဲ့သူတို့ဘလို့အဆင်ပြေအောင်နေထိုင်လာခဲ့တာလဲထူးခြားစမ်းကြဲ6ခြားထိတ်လန့်စရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ဗီဒီယိုလေးကိုစုံနေထိလိုက်ပါကြည့်ရှုပေးကြပါဦးဗျ။ကိုရောကကွင်းနောက်တုတ်တန်ဟာကညွတ်ကွင်းမြို့မြောက်ဘက်ရန်ကုန်မန္တလေးကားလမ်းနဲ့ရထားလမ်းကြားမှာတည်ရှိပါတယ်။နောက်ပိုင်းမှာတော့တနေ့တခြားများပြားလာတဲ့လူနေအင်ဂျီတွေကြောင့်ပဲယခုလက်ရှိနေရသူစီတိုင်ုံစာတင်တိုင်းမြောက်ဘက်ကိုရွှေ့လိုက်ရတာပါ။မြို့ရဲ့တာဝန်ရှိသူတွေကတုတ်တန်ရွှေ့ပြောင်းတဲ့ကိစ္စကိုဒလေးထုံးစံအတိုင်းပဲဆောင်ရွက်ခဲ့ကြပါတယ်။တုတ်တန်မှာမိခိုနေထိုင်ကြတဲ့မကျွတ်မလွတ်သေးတဲ့ပုံကိုမှန်သမျှဟာတုတ်တန်အစ်ကိုရွှေ့ဖို့အတွက်မင်းမိတ်မင်းအာနာကိုသုံးခဲ့ကြပါတယ်မင်းမိတ်မင်းအာနာကြောင့်နာနာဘာဝအများပြားတုတ်တန်အစ်ကိုရွှေ့ပြောင်းခဲ့ကြရပါတယ်တုတ်တန်ရွှေ့ပြောင်းတာကိုမျက်မြင်တွေ့ခဲ့သူတူကတော့နာနာဘာဝတွေကိုမမြင်ရပေမဲ့ကားတွေကလူတွေမနိုင်မနှင်းအပြည့်အသိတင်ထားရတယ်လို့ခံစားနေရတယ်ကားမထွက်နိုင်လို့ပြန်ဆင်းခိုင်းပြီးတော့အခောက်အခါပို့ရတယ်လို့လည်းပြောပြခဲ့ပါတယ်ဒါပေမဲ့လည်းတချို့တစီတရေတွေကတော့မင်းမိတ်မင်းအာနာကိုမကြောက်ကြပါဘူးတခြားနာနာဘာဝတွေလို့လိုက်မပြောင်းကြပါဘူးတုတ်တန်အောင်ကသူတို့ရဲ့ဝေယုံမင်းကြီးမှာပဲနေမြဲတိုင်းပဲနေခဲ့ပါတယ်အဲဒီလိုနဲ့ပဲနေငယ်ကြာလာတဲ့အခါတနေ့မှာတော့ကိုညိုမောင်ဆိုတဲ့လူဟာလူတွေမနေရသေးတဲ့တုတ်တန်ဟောင်းမြေတွေကိုမိသားစုလိုက်ပြောင်းလာကြပါတယ်သူတို့မိသားစုဟာဝေယုံမင်းကြီးနဲ့ခက်လန်းလန်းမှာတဲတလုံးထိုးပြီးနေကြပါတယ်သူတို့စားနေတဲ့ညမှာပဲဝေယုံတော်ကြီးတွေကအသေးအတန်ခံစားနေရတဲ့လူမမာညီးတယ်လို့မျိုးတအင်းတဟင်းနဲ့ကြောက်စရာညင်းညူတဲ့တွေကိုကြားရပါတယ်နောက်ပြီးတော့ဝေယုံတော်တွေကိုစင်ဝင်ပြီးတိုးနေတယ်လို့မျိုးလဲတဝုံဝုံတဖြောဖြောနဲ့အတန်တွေလဲညာလုံးပေါက်စူညံနေခဲ့ပါတယ်ကိုညိုမောင်ကကိုရွေနာနာဘာဝပရလောကဖြစ်ရမှန်သမျှကိုရှာဖွေနေတဲ့ကျွန်တော်ကိုအဲ့ဒီနေ့ညကအဖြစ်ပြက်တွေကြောင့်ပြောပြခဲ့ပါတယ်အဲ့ဒီညလေတွေတအားတိုက်နေရခဏနေလို့ရှိရင်မိုးတွေလည်းရွာလိမ့်မယ်ကဲအိတ်ကြဝေယုံမင်းနေစီကညင်းညူတန်တွေရောလေတိုက်တန်တွေရောတဝုံတဖြောဖြောနဲ့ပြောင်းဆန်နေပါတယ်သူ့ရဲ့ကလေးတွေကြောက်မှဆိုတာကြောင့်လေတွေတိုက်နေတယ်လို့ကိုညိုမောင်ကလိန်ပြောလိုက်တာပါသူမိမမေခကလည်းကလေးတွေကိုစောင့်ချုံပေးပြီးတော့အတင်းသိမ့်နေပါတယ်သူစိတ်တွေထဲမှာကြောက်စိတ်တွေကြောင့်လေးလံတင်းကျပ်နေပါတယ်တုတ်တန်ဟောင်းနဲ့သွားနေကြမယ်လို့ကိုညိုမောင်ပြောကြတဲ့ကသူမသဘောမတူခဲ့ပါဘူးရက်ွက်ထဲမှာနေစရာအိမ်တစ်လုံးလောက်တော့ရှာကြည့်အောင်မယ်လို့ပြောခဲ့ပါတယ်ရှာခဲ့ကြပါတယ်ဒါပေမဲ့တကယ်တမ်းရှာတော့မရခဲ့ပါဘူးဆွေမျိုးသားချင်းတချို့ရဲ့ချန်လွတ်ထဲမှာတဲလေးထိုးပြီးတော့နေပြရစီလို့ခွင့်တောင်းတာတော့မရခဲ့ပါဘူးဘူးစုကျူကလေးတွေ၄ယောက်လောက်ပါတာကိုတော့မပြောကြပါဘူးဆွေမျိုးတွေကကိုညိုမောင်ကိုပဲကြောက်နေကြတာပါကိုညိုမောင်ကစိတ်ရင်းတော့ကောင်းပါတယ်တနာကျင်တာတတ်တယ်ကုညီတတ်တယ်ဒါပေမဲ့အပြောဆိုတော့မတတ်ပါဘူးသူမှန်တယ်ထင်လို့ကတော့စွတ်လို့စွတ်ပြောပဲလူဆိုတာကလည်းအကြိုက်သာလိုက်ပြောလိမ်မန်းသိနေတော့ငြိမ်နေတတ်တာဆိုတော့မှန်တာပဲပြောမယ်ရွာပြင်ထွက်နေခြင်းနေရပါစေဆိုတဲ့ကိုညိုမောင်လိုလူကိုတော့သဘောမတွေ့ကြပါဘူးလူကွာစားဘူးကန့်လန့်လူစားလိုပဲမြင်ကြပါတယ်အဲဒါကြောင့်ပဲမေခါတို့သားမိကိုထားကျင်တာတော့မှကိုညိုမောင်ပါနေတဲ့အတွက်လက်မခံကြပါဘူးအဲ့တော့ဘာဖြစ်လဲဘာမှမဖြစ်ပါဘူးညိုမောင်နဲ့ကွာနေစရာမရှိလို့ရှိရင်ရွာပြင်ထွက်နေမယ်အဲ့ဒီလိုပြောပြီးတော့တင်းချိုင်းဟောင်းနဲ့ကိုမိသားစုလိုက်ခေါ်လာခဲ့တာပါကိုညိုမောင်ကလည်းအဲ့ဒီလိုလူစားမျိုးအခုတော့ရောက်ချင်းစောင့်နေထွင်းဆိုသလိုစားရောက်တဲ့ညမှာပဲသူတို့အပိုင်နေမြေတဲ့ကျူးကျော်ဝင်ရောက်လာတဲ့ကိုညိုမောင်တို့မိသားစုကိုမနေရဲအောင်လို့၆ကြလန့်ကြတော့တာပါပဲတကယ်ပဲပြိုလီတွေကလည်းတဝဝနဲ့ကိုတိုက်နေသလိုအတန်ကြီးကလည်းမြည်ပြီးတော့ဝေယုံကြီးတယုံလုံးလည်းရိမ့်ထိုးလုံနေပုံများတကယ်ကို၆ချားစရာကြီးဗျပြီးတော့ဝေယုံကြီးတယုံနဲ့ကွက်လုံနေတာဗျကြံတဲ့အပင်တွေကဘာမှမဖြစ်ဘူးကြံတဲ့အပင်တွေကတိရွက်လေးဆိုလောက်တော့မလောက်ဘလောက်ကြောက်ဖို့ကောင်းလဲဗျနောက်ပြီးတော့ရှိသေးတယ်ဗျအသေးအတန်ဖြစ်နေတဲ့လူမမာညီးသလိုမျိုးအတန်ကျဲကြီးနဲ့တအင်းတဟင်းနဲ့လည်းညီးတန်တွေကလည်းသွေးပြက်လောက်တယ်ဗျဒီကြားတဲ့ဝေယုံတော်တဲ့စင်တိုးသလိုမျိုးတဝုံတဖြောဖြောနဲ့လည်းစူညံနေသေးတယ်ကျုပ်လည်းမိန်းမနဲ့ကလေးတွေလန့်မှာဆိုလို့သူတို့အနီးမှာပဲနေရတာဗျအပြင်ထွက်ပြီးတော့မကြည့်ရပါဘူးညတော်နဲ့တော့မှအတန်ပလန်တွေအားလုံးတိတ်သွားပြီးငြိမ်သွားတယ်အဲ့ဒီချိန်ကျတော့ကလေးတွေလည်းအိပ်ပျော်နေကြပြီလေဗျမေခကတော့မိတ်သေးဘူးကြောက်လန့်ပြီးတော့ချွေးတွေပြန်နေငါတယောက်လုံးရှိပါတယ်မိန်းမရဲ့မင်းဘာမှမစိုးရိမ်ပါနဲ့အဲ့လိုမျိုးကျုပ်ကလည်းအားပေးနေရတာဗျတရေသက်စီရှိရဲဆိုတာကျုပ်လည်းသိပါတယ်တော့ဖះဟောထဲမှာလည်းတရေသက်စီတွေကြောင့်ဟောထားတဲ့ပေဒဝတ္ထုတွေရှိတယ်လေတရေသက်စီဆိုတာမျိုးကကိုကနိုင်ရင်နိုင်မှမနိုင်လို့ရှိရင်လည်းမိတ်ဆွေဖြစ်အောင်ကြွေးမွေးထားမှအဲ့ဒါမှအတူတူနေလို့ရတာအဲ့လိုမဟုတ်လို့ကတော့နေလို့မရအောင်ကိုလှုပ်တော့တာပဲအဲ့ဒါတရေသက်စီတွေရဲ့အကျင့်ပဲဗျကျုပ်ကတော့အဲ့ကောင်တွေကိုကြွေးလည်းမကြွေးမွေးဘူးဗျနှိမ်ထားတယ်နင်းထားဖို့ပဲစိတ်ကူးတယ်နောက်တနေ့မနေ့ကျတော့လောက်လေးကောင်းကောင်းလေးတက်လက်လှုပ်ထားလိုက်တယ်လောက်စာလုံးကတော့စပိန်ကုန်းသီးတွေပေါ့ဗျထင်တဲ့အတိုင်းပဲပြိုညနေကျတော့ဝေယုံတော်တဲ့တဝေါတဖြောဖြောနဲ့လှုပ်ပြန်အောင်ဟာလေတွေတိုက်လာပြန်ပြီတားတို့သမီးတို့အိတ်ကြတော့အဲ့လိုပြောပြီးတော့အိတ်ရတယ်ကိုအတင်းဝင်ခိုင်းရပါတယ်မေခကိုကလေးတွေနဲ့အတူထားခဲ့ပြီးတော့ကျုပ်ကတဲပြင်ကိုထွက်လာခဲ့တယ်ကျုပ်ဝေယုံတော်ဘက်ကိုကြည့်လိုက်တော့တဝေါဆူညံနေတဲ့အတန်ကြီးနဲ့ဝေယုံကြီးတယုံလုံးကရိမ့်ထိုးနေတာဗျခဏလောက်နေတော့ဝေယုံတော်တွေကနေပြီးတော့မဲအကောင်ကြီးတကောင်ထွက်လာတာထူးကြတာပြောအောင်ပဲဗျဟိုတစီတရေတွေကြောင့်ရေးကြလို့ရှိရင်လေခန္ဓာကိုယ်အိမ်လုံးလောက်ကြီးတွေတို့ဟိုမျက်လုံးကြီးကသကောလောက်ကြီးတွေတို့ရှာကြီးကမြေကြီးတိအောင်တွဲလောင်းကြနေလို့ပဲခဏကြားဦးတာကျုပ်တွေ့တဲ့မဲတစီကောင်ကြီးကအမီးကြီးနေဗျအဲ့ဒီကောင်ကြီးကဝေယုံတော်တွေကထွက်လာတာကျုပ်တော့မကြောက်ပေမဲ့နည်းနည်းတော့တုံလုံးမိသွားတယ်ဗျဒါပေမဲ့စိတ်တင်းပြီးတော့လောက်လေးကွာကိုအားကုန်ဆွဲပစ်ချလိုက်တာကျုပ်ပစ်လိုက်တဲ့လောက်လေးလည်းမှန်ရောအဲ့တစီကောင်ကြီးပျောက်သွားတယ်ဗျတ
တညလုံးလည်းပေါ်မလာတော့အိမ်နေရတစီဒီလောက်လေးကြောက်တယ်ဆိုတဲ့စကားမှန်တယ်လို့ကျုပ်ကတွေးလိုက်မိရဒါပေမဲ့တုတ်တန်ဟောင်းထဲမှာသူတို့ကအိမ်ရှင်ကျုပ်တို့ကဧည့်သည်လေအဲဒါကြောင့်ထင်ပါရဲ့ဗျာကျုပ်တို့ထွက်မပြေးပြေးအောင်တနေ့တစ်မျိုးမယိုးရအောင်ခြောက်တော့တာပဲအမီးပါတဲ့တစီကောင်ကြီးပဲလားဒါမှမဟုတ်တခြားတစီကောင်လားတော့မသိပါဘူးဗျာ6ပုံ6နီးကတော့တစ်မျိုးပြောင်းသွားတယ်ဗျာနောက်ရက်တွေကြတော့အရင်ညတွေတုန်းကလို့လေတွေတိုက်ဝယုံတော်ကြီးကတဝုံတဖြောဖြောနဲ့စူညံတန်နေညင်းညူတန်နေမပေးတော့ပုံမှန်တိုင်းပဲငြိမ်သက်နေရည7 နာရီလောက်ကျတော့တုတ်တန်စရဟောင်းနာမှာအလေးကျပေါက်တဲ့တောငပြောပင်တွေအောက်မှာလူတယောက်ထိုင်နေတာတွေ့ရဗျာတမန်လူတယောက်ပုံစံမျိုးဆိုတော့ကျုပ်ကအယူတွေပါလေလားလို့ထင်လိုက်မိသေးတယ်အသင်းဆောင်ထားတဲ့ဝရင်တို့ကိုလည်းယူလိုက်တယ်ဓမီနဲ့အနီးကိုသွားပြီးကြည့်လိုက်တော့ယောက်ျားတစ်ယောက်ဗျာကိုလုံးကြီးနဲ့ထိုင်နေတာစပင်တွေကလည်းဗုတ်တိုင်းနေဟဲ့လူခမရဘာတူလဲကျုပ်ကအဲ့လိုမေးလိုက်တော့ तू ကပြတ်မဖြစ်ဘူးဗျအဲ့နဲ့နောက်တစ်ခါကျုပ်ကထပ်မေးလိုက်တယ်ဒါပေမဲ့ तू ကတော့မလုံးမရှက်ပဲကျုပ်လည်းအဲ့ဒါနဲ့ဒေါသထွက်တော့နဲ့ဝရင်တုံးနဲ့ရိုက်မယ်လို့ဟန်ပြလိုက်တာချက်ချင်းပဲပြိုဖြတ်ခနဲဆိုပြီးတော့အဝတ်ပလာနဲ့လူကပျောက်သွားတာဗျသူ့နေရာမှာငပြောတုံးကြီးတုံးပဲကြံခဲ့အဲ့တော့မှပဲဒါတရေ6တာပါလားလို့ကျုပ်သိလိုက်တာအဲ့ဒီလောက်6တဲ့တရေကြောင်းမန်းကံမန်းတီအောင်ပြရသေးတာပေါ့လို့တွေးပြီးတော့ငပြောတုံးဝရင်တုံးနဲ့စီစီညံ့ညံ့ကြည့်အောင်ရိုက်ပလိုက်တာဗျအဲ့နောက်တော့ကျုပ်တော်တော်နဲ့အိတ်လို့မရအောင်အဝတ်ပလာနဲ့တရေကောင်ကိုပဲမြင်အောင်နေမိရမနဲ့လင်းတော့အဲ့ဒီနေရာကိုကျုပ်သွားကြည့်လိုက်သေးညကြေမွားဆုပ်ပြန့်အောင်ရိုက်ပြခဲ့တဲ့ငပြောတုံးကအကောင်းပကတိပြန်ဖြစ်နေရဗျတစေရလူရောင်ဖန်ဆင်းနေပြီးတော့လူကနေငပြောတုံးဖြစ်သွားတယ်တခါကြေမွနေတဲ့ငပြောတုံးကလည်းအကောင်းပကတိပြန်ဖြစ်သွားတယ်ဒီနန္ဒဘာဝတစေတရေတွေကစိုးရတဲ့ပုံမကောင်းတဲ့ပုံမှာရောက်နေပေမဲ့သူတို့ပြုတ်ခဲ့တဲ့ကံအလိုက်အထူးဆန်းတွေလောက်ပြနိုင်တဲ့တကူရှိရဆိုတာကျုပ်လက်တွေ့ပဲဗျဟောနောက်တကူရှိသေးရဲ့ဗျဟောဟိုမှာမြင်နေရတဲ့တရေပင်တွေ့လားအဲ့ဒီတရေပင်မှာလည်းတရေမိသားစုတစုရှိတယ်ဗျသူတို့က9ယောက်တောင်ရှိရကိုညုံမောင်ပြတဲ့တရေပင်လေးကိုစာရေးသူကြည့်လိုက်မိပါတယ်ပေါင်လုံးလောက်ပဲရှိသေးတဲ့တရေပင်မှာတေချာရဲ့လားကိုညုံမောင်ရဲ့စာရေးသူကလည်းမယုံတဝက်ယုံတဝက်လေတန်နဲ့မေးလိုက်ပါတယ်တေချာပါတယ်စာရေးဆရာရဲ့ကျုပ်ကိုအိမ်မက်ပဲခွင်တောင်းပြီးမှလာနေကြတာဗျအိမ်မက်ထဲမှာတွေ့ရတော့လူတယောက်ပဲဗျအဲ့ဒီတရေပင်လေးမှာသူတို့မိသားစု9ယောက်နေပြရစီလို့ခွင့်လာတောင်းတာပထမတော့နေခွင့်မပေးဘူးလို့စဉ်းစားလိုက်မိသေးရဲ့ဗျဘာကြောင့်လဲဆိုတော့ကျုပ်မှာလည်းကလေးတွေနဲ့လေသူတို့ပြူစားတာတွေပူးကတ်နောက်ဆက်တာတွေဖြစ်မှလည်းစိုးလို့ပါအဲ့ဒါနဲ့မနေနဲ့လို့ပဲပြောလိုက်မိရဲ့ဗျဒါပေမဲ့နောက်ရက်တွေမှာလည်းအိမ်မက်ထဲကပုဂ္ဂိုလ်ကနေခွင့်ပေးပါကျေးဇူးဆက်ပါမယ်ဘာညာဆိုပြီးထပ်ပြီးလာပြောတယ်ဗျအဲ့ဒါနဲ့ကျုပ်လည်းတနာတာနဲ့နေပါဆိုပြီးခွင့်ပြုလိုက်တာပြီးတော့ကလေးတွေကိုကြောက်လန့်အောင်မလုပ်ပါနဲ့လို့လည်းပြောထားရတယ်ဗျတလားလောက်ကြာတော့အဲ့ဒီလူပဲဗျအိမ်မက်ထဲမှာထက်လာတယ်ကျုပ်အိမ်ထဲကိုမွေးတကောင်ဝင်လာလိုက်မယ်ရိုက်လိုက်ပါတဲ့ရွှေချောင်းတွေရမယ်လို့ပြောသွားတယ်အိမ်မက်ထဲကလူပြောတဲ့အတိုင်းပဲဗျနောက်တစ်နေ့မနေ့မှာအိမ်ထဲကိုမွေးတကောင်ဝင်လာတယ်မွေရမွေးဖြူလေးဗျကျုပ်တို့နိုင်ငံမှာတော့မြင်ငဲတွေ့ခဲ့တဲ့အဖြူအောင်မွေလေးလက်မလုံးလောက်ပဲတုပ်ပြီးတော့တပေကြော်ကြော်လောက်ပဲရှည်မထင်တယ်မွေဖြူလေးဆိုတော့အံ့လဲအံ့အောင်လှလဲလှတာနဲ့မရိုက်မိလိုက်ဘူးဗျမှင်တက်မိနေတော့မှပဲမွေရအိမ်ထဲကနေထွက်ပြီးပျောက်သွားတာကျုပ်လည်းနောင်နာရလို့မစိုးဘူးဗျအဲ့ဒီမွေသာရိုက်လိုက်လို့ရွှေတွေရလို့ရှိရင်ကျုပ်တို့ဒီဘွားနဲ့မနေရတော့ဘူးဗျအဲ့ဒီတစေမိသားစုနဲ့ကိုညုံမောင်တို့တွေ့ရသေးလားကျုပ်တော့မတွေ့ဘူးဗျဒါပေမဲ့ကျုပ်ရဲ့ကလေးတွေနဲ့တစေကလေးတွေနဲ့ကြတော့ကစားဖို့ကစားဘက်တွေဗျဟမ်အဲ့ဒီအကြောင်းလေးပြောပြပါအောင်ကိုညုံမောင်ရဲ့ကျုပ်ကမနဲ့လင်းနာနဲ့အလုပ်သွားရတယ်ဗျမိုးချုံမှပြန်လာတာမေခကလည်းကုံစိမ့်လေးလေရောက်နေလေအဲ့တော့မေခပြန်မလာမချင်းအိမ်မှာကလေးတွေကြီးပဲကြံခဲ့ရအဲ့ဒီအချိန်မှာတစေကလေးတွေကလာကစားကြရထင်ပါလေဗျတစေကလေးတွေလာကစားတာကိုဘယ်လိုလုပ်သိရလဲဗျဒီလိုဗျညနေအလုပ်သိမ်းလို့ကျုပ်တို့ပြန်လာလို့ရှိရင်မနက်ကခြံထားခဲ့တဲ့ဟင်းတွေမရှိတော့ဘူးဗျဟင်းတွေကိုကလေးတွေယူမစားနိုင်အောင်အမြင့်မှာတင်ထားခဲ့တာဟင်းတွေပြောက်လို့မေးကြည့်တော့သူတို့နဲ့တူလာကစားတဲ့ကလေးတွေကတယောက်ကယူစားတာလို့ပြောတယ်အဲ့ဒီကလေးကဗိုက်စားလို့ထမင်းကျွေးပါလို့တောင်းနေတဲ့ကလေးတွေကသူတို့ထမင်းစားပြီးလို့ကုံသွားပြီလို့ပြောတော့တစေကလေးလေးကဟိုဟာဘာတွေလဲလို့အမြင့်မှာတင်ထားတဲ့ဟင်းတွေကိုပြပြီးမေးတယ်တဲ့ကလေးတွေကလည်းအဖေတို့မေတို့သိမ်းထားတဲ့ဟင်းတွေလို့ပြောတော့ဗိုက်စားလို့နည်းနည်းစားပြစေအောင်ဆိုပြီးတော့ဟင်းတွေကိုလမ်းနိုင်လိုက်တာတဲ့အမြင့်မှာတင်ထားတဲ့ဟင်းခွက်ကိုလမ်းလိုက်တော့လက်ကအရှိကြီးထွက်လာတာတဲ့ကျုပ်ကအဲ့ကလေးတွေဗမာနေရလဲလို့မေးကြည့်တော့တရက်ပင်မှာနေရလို့ပြောတယ်ဗျကျုပ်သိလိုက်တာပေါ့ဗျအဲ့ကလေးတွေကအိမ်မက်ထဲမှာလာပြီးတော့နေဖို့ခွင့်တောင်းတဲ့တစေမိသားစုကဆိုတာကျုပ်လည်းတရက်ပင်ကိုသွားပြီးတော့ဟင်းခိုးစားတဲ့ကြောင်ပြောတာပေါ့ညကြတော့အိမ်မက်ပြန်ပေးတယ်ဗျနောက်ကိုဒီလိုမဖြစ်စေရပါဘူးတဲ့အဲ့ဒီလိုနဲ့ကြာလာတော့ကျုပ်လည်းတုတ်တန်ဟောင်းမှာနေသားကြလာတယ်ဗျတကယ်တော့နာနာဘာဝဆိုတဲ့ပိတ်တာဘုံသားတွေရဲ့ဘဝတနာဖို့ကောင်းတယ်ဗျထိတ်လန့်ယွန်းရှာစရာရုပ်ပြက်စင်းမြခန္ဓာကိုယ်ကြီးတွေကြောင့်လည်းမမြင်အပ်တဲ့တရားဝါဖြစ်နေနေကြရတယ်ကိုကျမကြီးအဲ့ဒီတစေမိသားစုအခုတော့ရှိသေးလားဗျစာရေးသူကတရက်ပင်ကိုကြည်ရင်နဲ့မေးလိုက်ပါတယ်မရှိတော့ဘူးဗျပြောင်းသွားကြပြီဟိုဘက်ကျောင်းကကိုရင်လေးတွေကအဲ့တရက်ပင်ပေါ်တက်ဆော့ကြတယ်လေအကိုင်းတွေကိုဓာတ်နဲ့ခုတ်ကြတယ်တခါသူ့ကလေးတယောက်ကိုထိမိသွားတယ်တဲ့အဲ့ဒါကြောင့်ပဲသူတို့မိသားစုပြောင်းသွားတော့မယ်လို့အိမ်မက်လာပေးသေးရဲ့ဗျနောက်တနေ့မနေ့ဝေလီဝေလင်းကြတော့တောင်မော်ဝါခုတ်သွားမယ်လဲတိုင်းရကားလမ်းဘေးမှာစူညံနေရဗျကျုပ်သွားပြီးတော့မေးကြည့်တော့နွားတွေဘလို့မှမောင်းလို့မရလို့တဲ့ညအိမ်မက်ကိုကျုပ်သတိရလိုက်တယ်ဗျနွားတွေသွားလို့မရအောင်တစေမိသားစုကလှုပ်ထားတာဖြစ်လိမ့်မယ်သူတို့မိသားစုပြောင်းရွှေ့ရမှာဒီလဲတွေနဲ့လိုက်သွားမှာမလို့လဲတွေကိုတားထားတာဗျလဲတွေကိုကျုပ်ပြောလိုက်ပါတယ်နွားတွေကိုရိုက်ပြီးတော့မမောင်းပါနဲ့ဗျသူတို့မိသားစုတက်ပြီးလို့ရှိရင်နွားတွေသူ့လိုသွားပါလိမ့်မယ်ကျုပ်ပြောတာကိုတော့လဲသမားတွေကနားမလဲကြဘူးဗျဦးကြောင်ကြောင်နဲ့ကြည်နေကြခဏလောက်နေတော့ဘလို့ရိုက်ဘလို့မောင်းမသွားတဲ့နွားတွေကသူ့လိုထွက်သွားတာကိုတွေ့လိုက်ရရဲ့ဗျကုညမော
ဝေယုံတော်ကြီးထဲမှာရောခမည်းပြောတဲ့အမိပါတဲ့တဆေဆိုတာရှိသေးလား။ तू ကတော့ရှိသေးတယ်ဗျာ။ဒါပေမဲ့ကျုပ်တို့နဲ့တော့ပြဿနာတော့မရှိတော့ပါဘူး။နားလည်မှုယူထားလိုက်တယ်ပေါ့ဗျာ။ကျုပ်တို့မိသားစုကိုကြောက်အောင်လန့်အောင်မလုပ်တော့ပါဘူးတဲ့။ကျုပ်တို့မိသားစုကလည်းဝါသုံးလိုရင်တောင်မှတခြားဝယ်သုံးတယ်ဗျာ။ तू နေတဲ့ဝေယုံမင်းကိုမခုတ်ဘူး။ထမင်းပို့လို့ရှိရင်ကြံလို့ရှိရင်လည်းဝေယုံမှာသွားပြီးပုံမေးလိုက်တယ်။အမှန်တော့31ပုံသားအချင်းချင်းတွေဗျာ။လူရဲ့နတ်ရဲ့တရိษံရဲ့နာနာဘာဝရဲ့ဆိုပြီးကွဲပြားနေပေမဲ့မေတ္တာတရားကတော့ဘုံတိုင်းမှာရှိတဲ့အရာပဲဗျာ။မေတ္တာထားလို့ရှိရင်အတူရှင်တွဲနေလို့ရပါတယ်။သူနဲ့ကျုပ်လည်းမိတ်ဆွေဖြစ်သွားခဲ့တယ်ဆိုပါတော့ဗျာ။ထိုနေ့ကကိုညုံမောင်အလုံနာရဲ့ဖြစ်လို့စာရေးသူနဲ့တနေကုန်စကားပြောပြခဲ့ပါတယ်။ညနေဆောင်မှာသူ့အိမ်ကပြန်လာခဲ့ပါတယ်။ဒီစာကိုရင်းနေတဲ့အချိန်မှာတော့ကိုညုံမောင်ရောသူ့မိတ်ဆွေနာနာဘာဝတဆေကြီးတွေရောတုတ်တန်ဟောင်းထဲမှာမရှိကြတော့ပါဘူး။တာဝန်ရှိသူတွေကတုတ်တန်ဟောင်းမြေကိုအကွက်ရိုက်ပြီးတော့လူနေချမ်းမြေတွေချထားခဲ့ပါတယ်။ချမ်းပိုင်ရှင်တဦးရဲ့လက်ချက်နဲ့ပဲဝေယုံတော်ကြီးလည်းအမြင့်ပါမကျန်မြေလံခံခဲ့ရပါတယ်။ကိုညုံမောင်တယောက်ကတော့လုပ်ငန်းကိုင်ငံလေးအဆင်ပြေလာတာနဲ့အိမ်ချမ်းဝယ်ပြီးတော့ရက်ွက်ထဲကိုပြောင်းသွားခဲ့ပါတယ်။သူ့မိတ်ဆွေနာနာဘာဝကြီးကတော့ဘယ်စီသွားလို့ဘယ်စီမှာခိုနားနေတယ်ဆိုတာဘယ်သူမှသိနိုင်တော့မှာမဟုတ်ပါဘူး။ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကညွတ်ကွင်းမြို့တုတ်တန်ဟောင်းထဲမှာတွားရောက်ပြီးတော့အိမ်ဆောက်နေထိုင်ခဲ့တဲ့မိသားစုတစုရဲ့ကြုံတွေ့ခဲ့ရတဲ့ပရာလောကသားတွေနဲ့ထူးဆန်းလာတဲ့အဖြစ်အပျက်အကြောင်းကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောနေတီလိုက်ပါကြည့်ရှုပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။